ခြေထောက်ကဘာဖြစ်တာလဲခြေထောက်ကဟိုတနေ့ကခြေထောက်ပိကေလေပိကေထိုင်တာအဲ့မှာရှုံးတဲ့သူကထိုင်ထားလုတ်ကြီးရှုံးတဲ့သူကထိုင်ထားလုတ်ကြီးဆိုပြီးတော့မိုးစောလိုက်တာမိုးကြီးပဲထိုင်ထားခါ90ကျော်လုံးလိုက်ရတာအဲ့ဒီခြေကလမ်းဒူးကသိရမလားအောက်ပိုင်းထိုင်ထားတယ်လို့ကျင်းသားလေးအောက်ပိုင်းထိုင်ထားတယ်လို့ဖြစ်ပြီးတော့လမ်းမလျှောက်နိုင်တာအမှန်တော့ရိုက်ခံရတာပေါ့ကွယ်ပီကေမှာရိုက်ခံရတာလို့ကိုဘကစပို့မရှိတော့လေလို့အရိုက်ခံရရတာစီးဖို့မင်္ဂလာပါမို့ဆိုတော့ဒိုင်မို့ချပြီးလည်းမရှိဘူးလေသူ့ဘက်မှာစပို့ရင်းနေဆိုတော့အဲ့ဒါရိုက်ခံရရတယ်ခြေတော့အကျိုးကြီးတက်ပြီးတော့သူတိုက်ခဲနေလမ်းလျှောက်လို့မရအောင်မတက်မနဲ့ရလို့မရအောင်55ဝင်မင်္ဂလာပါအားကြောက်ရရပါရဲ့ကြည့်ရမို့ဒီကလည်းရိုက်မလားမသိဘူးခဏနေပြီးခေါ်မယ်လို့ပြောတယ်အဲ့နေကြီးကကိုပြုံးမို့အကျိုးတွေရမ်းတက်လို့လဲလိုက်တာခဏပြီးရင်တော့ထမှာပါခဏလေးလဲတော့စိတ်ဆိုးပါနဲ့ IUSS မင်္ဂလာပါတိုင်းမင်္ဂလာပါတိုင်း follow me ဟဲ့တိုင်းဟဲ့တိုင်းကျွန်တော်လည်းစောင်းပြီးလိုက်ကြည့်နေရတာပြတယ်ကြည့်လိုက်လူဒီတဲ့လူတွေလည်းစောင်းပြီးလိုက်ကြည့်နေရပဲလုံးနေလာတာစမ်း follow you မိုးကလည်းအဲ့လိုမျိုးတင်းနေအမျိုးမျိုးတက်ကိုခြေတော့ချိုးနေတာအဲ့မှာအကျော်ပြေတာစမ်းတိုင်းကြည့်ပါရှင်ခြေရောက်ကလေခြေရောက်ချိုးရင်လေခြေစစ်ကြီးရလို့ပြောတယ်ကမောချိုးတာပဲစီးလို့မင်္ဂလာပါဆက်ဆက်တီလုပ်နေကြတာဒီစက်မင်္ဂလာပါရှင်ကိုမင်္ဂလာပါ